ဒါကတော့ Honor A70 5G ပေါ့နော်ဒါကင်မရာဘိုင်းပေါ့နော်ဒါသူ့ရဲ့ body ဒါသူ့ရဲ့ body ဟို design ပေါ့နော်ဒါသူ့ရဲ့ software စခွင့်တွေ color တွေ color ကတော့နည်းနည်းအားကြီးတယ် color ကတော့တာမန် color ပေါ့နော်တာမန် color ဆိုတာ IPS color ကိုဆိုလို့တယ်ပေါ့နော် AMOLED color ဆိုလို့တာမဟုတ်ဘူးပေါ့နော် AMOLED color ဆိုရင်ပို့တော့ကြည်လင်ပြတ်သားတော့ဟိုမဲဆိုမဲတယ်ပေါ့နော်ပြဆိုပြတယ်ပေါ့ဒါတော့သူ့ရဲ့ Bina group တဲ့ feature အစ်စ်ပေါ့နော်အရေးပေါ် feature group ပေါ့နော်တောက်မှရှိတယ်မှာကျွန်တော်လက်နဲ့သူ့ပြတဲ့ feature မျိုးပေါ့နော်အမှသူ group အပို့ထည့်လာဖြစ်တယ်ဒီ group ကတော့ဗာလဲဆိုတော့ဒီ feature တွေပေါ့နော်ဒီအရေးပေါ်ကအတန်သွင်းမှာတော့ကင်မရာရိုက်မှာတော့တခုခုကြုံပြီးတော့လဲအတန်ကတော့400ရာခိုင်နှုန်းလုံးလို့ရတယ်ပေါ့နော်ဒါတော့ Honor ကင်မရာကတော့နှလုံးပါတယ်အဘီနာတစ်လုံးအောက်ဘီနာကတစ်လုံးကျတော့ဒါအပူအလထဲလာပြီးတာဟိုအပေါ်တစ်လုံးကတော့မီးလုံးပေါ့နော်အလုံးပေါင်း4လုံးကင်မရာပုံပြတ်ထားတယ်ဒါပေမဲ့နှလုံးမသုံးဒါတော့စခွင့် software ပေါ့နော်ဒီကောင်ကတော့ battery ပိုင်းမှာဆိုအားကောင်းတယ် battery တော့6500အသွင်းမြန်လုံး35 watt ပါတယ်ပေါ့နော်ပြီးတော့ဒီကောင်ရအားသာချက်ကတော့ဗာလဲဆိုတော့ battery ရယ်ပြီးတော့ 5G ဒီကောင်ရ 5G set ကတော့သုံးထားတဲ့ဒီ CPU ကတော့ဗာ CPU Snapdragon 3 Gen app ပေါ့နော်ဒီမှာကြည့်ဒါကတော့သူ့ရဲ့ feature ဒါဒီ Honor ကျတော့ Meiji OS လို့သုံးတယ်ပေါ့နော်တခြားသောအမျိုးသားဆိုရင်တော့ OIS တို့ဘာတို့ iOS တို့ပေါ့နော်သူကဒါ Snapdragon 6S Gen 3ပေါ့နော်သူ့ရဲ့ CPU ကတော့ဒီ FIFA တို့တာမန် game တို့ဆော့ရင်တော့ quality ပဲပေါ့နော်ဒီ game ကြီးတွေကတော့တိတ်ပြီးတော့အားမကောင်းဘူးနော်ဆော့လို့ရတယ်ဒါပေမဲ့စက်တင်များတင်လို့မရဘူးဒီမှာဒါပေမဲ့ဒီကောင်ကတော့ RAM 8ပြီးတော့256GB ပါတယ်ငါဘာရှင်း15ပေါ့နော်ဘာရှင်း15ကနေ16 update လို့ရတယ်ပေါ့နော်ဒီကောင်က update 2နှစ်ပေးလာမသိဘူးမှာဖိနှိပ်လိုက်မယ်ဆိုရင်တော့သူရဲ့ဘာရှင်းအလုံးလုံးတဲ့ပုံသဏ္ဍာန်ဖြစ်ပေါ်လာအောင်ပေါ့နော်ဒါကျွန်တော်ဖိနှိပ်တယ်ဘာရှင်း15ဒီဘာရှင်း15ကတော့ဘာကောင်းလဲဆိုတော့ဒီဘန်လုံးကြုံရေးတို့ဘာတို့ညာတို့နေရာမှာကောင်းတယ်ဘန်လုံးကြုံရေးကောင်းဖို့အတွက်ဆို Android 7ဆိုရင်တော့မရတော့ဘူးပေါ့နော်သုံးလို့မရတော့ဘူးသူတို့သတ်မှတ်ထားတော့ Android 7ကနေအပေါ်ပေါ့နော် Android 7လည်းအောက်နေပါပြီဒါပေမဲ့အခုကတော့ Android 15ပေါ်ပေါ့နော်15ကနေ16ပေါ်ပြီ16တော့အလုံးတိုင်းတော့မရသေးဘူးပေါ့နော်ဒါပေမဲ့တချို့လုံးဆို update ရမယ်ဆို update လို့ရတယ်ပေါ့နော် update မယ်ဆိုဒီစက်တင်နံပါတ်ဝင်ပြီးတော့ update ရတော့အခုဒါကတော့ battery 6500ကျွန်တော် link ထုတ်ပြထားတယ်သူရဲ့ battery ကတော့ဒီ carbon oxide လို့ပါလားမသိသူတို့သုံးထားတယ်ပေါ့နော်ဒီကောင်ကတော့ဒါကတော့ CPU လည်းညှို့ထုတ်ပြထားတာပေါ့ဒါက RAM 8ပါတယ်ပေါ့နော် RAM ထပ်ဖြည့်လို့ရတယ်8 16 RAM 16လုံးလို့ရတယ်ပေါ့နော်ပြီးတော့ဒါကတော့သူရဲ့တစိမ့်အမျိုးအစားကိုပြောင်းရှင်ပြောင်းလဲပေါ့နော်ဒီမှာ 5G ပေါ့နော် Honor A70 5G လို့ပြထားတာဒါမှကျွန်တော်ရွှေ့လိုက်တယ်ဒါ group မလုပ်ဘဲနဲ့မင်းနဲ့ပြည့်သွေးရပါတော့ဒါကသူရဲ့ဘာသာတွေပါညာပြောင်းလဲရတာပေါ့နော်စတင်မှာဘာသာအစုံပဲပါတာပေါ့နော်ကိုကြိုက်တဲ့ဘာသာပြောင်းမလားပြီးတော့ဒီကောင်ရဲ့ကာလာအားကတော့1000လောက်ရှိတယ်ပေါ့နော်ဒါကတော့သူ့ရဲ့မညံကအား256GB ပါတယ်အားသုံးလိုက်ပြီး 199GB ပဲကျန်တယ်ပေါ့နော်ဒီမညံကပိုင်းအားမလဲအဓိကအရေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုဟိုဒေါင်းညာဒေါင်းအပြာကဒေါင်းတို့ဘာဒေါင်းချင်း software ဒေါင်းချင်းဒီမညံကအားလို့တယ်ပေါ့နော်ပြီးတော့လဲဒီကောင်တချင်းကထည့်လို့ရတယ်ပေါ့1 TB ထည့်လို့1 TB ဆိုတာ1000 GB ပေါ့နော်ပြီးတော့ဒီကောင်ရဲ့ feature ဒီ AFC feature ပါတယ် AFC feature ဆိုတာဖုန်းနဲ့တုတ်ပြီးငွေရှင်းမဲ့နီးစနစ်ပေါ့နော်အဲ့ဒီ AFC ရှိရင် wallet app ကိုတုံးပြီးတော့ဒီကိုယ့်ရဲ့ bank တွေချိန်လိုက်အောင်ဒီမှာ 5G အပေါ်မှာ AFC တွေ့လား5G အပေါ်မှာ AFC လေးကျွန်တော်လက်ညှိုးထိုးရတော့အဲ့ဒါ AFC ကျွန်တော်ဖိနှိပ်လိုက်ပြီးဖိနှိပ်တဲ့အခါကျရင်ဒီ AFC ကိုဖွင့်ပြီးတော့အမှအောက်က wallet ကိုတိုးရမယ်တိုးပြီးဆိုတော့ကို Honor wallet ယူမလား Google wallet ယူမလား Google wallet ဆိုရင်တော့ကောင်းတယ်ဒါကတော့ bank နဲ့ချိန်လို့ရတယ်ကြိုက်တဲ့ bank ပဲချိန် too many ပဲချိန်ပါတော့ချိန်ပြီးတဲ့အခါကျရင်ကိုက store sign တွေမှာဒီဈေးတော့ဝယ်တဲ့အခါကျရင်မနော်ဒီဘန်ကနဲ့တိုးပြီးရှင်းတဲ့ဆက်မျိုးနဲ့ကြုံမယ်ဆိုရင်မနော်ပြောလိုက်တိုးပြီးတော့ရှင်းလို့ရတာဘန်ကနဲ့လို့ပဲပြောလိုက်သူတို့ဖုန်းနဲ့တိုးမယ်ဆိုလို့နားမလဲဘူးမရဘူးလို့ပဲသူတို့ပြောမယ်ရတယ်ဘန်ကနဲ့တိုးမယ်ဆိုရင်ကိုကဒီဖုန်းလေးနဲ့တိုးရုံပဲမနော်ကိုကချိတ်ဆက်ထားပေးမယ်ဆိုရင်မနော်ဒီ wallet Google နဲ့မနော်ပြီးတော့ဒီကောင်ရဲ့ Bina feature လေးရဲ့ group ကိုနှိပ်လိုက်မယ်ဆိုရင်မှာ feature လေးတစ်ပုံဝင်ပေါ်လာအရေးပေါ် feature ပေါ့နော်အဲ့ဒီအရေးပေါ် feature မီးလည်းဖွင့်လို့ရတယ်လားမီးတွေရောအတန်ဖန်ဆက်တွေရောဗီဒီယိုတွေရောပေါ့နော်ဒါကတော့အရေးပေါ်ကိုတခုကြုံလာလို့ဆိုမှတော့ဗီဒီယိုရိုက်မယ်ဒါမှမဟုတ်ညဘက်မိုးချုပ်တယ်မီးအရေးပေါ်ဖွင့်မယ်ဆိုအမှဒီဘယ်ဘက်က group ကိုတိုးလိုက်ရင်ပေါ့နော် feature ပေါ်ပေါ့ခဏလေးဒါအတန်ချဲ့တဲ့အရာပေါ့နော်အတန်ချဲ့တာကတော့400 degree ရတယ်အမှ group ပိတ်တဲ့ group ဒါသူ့ရဲ့ body design ပေါ့နော်ဒီကောင်ကတော့ရေစိမ်ခံ IP64 ပေါ့နော် IP65 ရေစိမ်ခံ IP ဆိုတာရေစိမ်ခံတဲ့အကျန်းခံတဲ့ဟိုဘာရှင်းကိုခေါ်တာပေါ့နော်အဲ့အကျန်းခံတဲ့ဘာရှင်းကတော့ဒီ IP65 လို့ခေါ်တာပေါ့နော်